တိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇ္ဇာစရဏတံပနောဒုက္ခတောလောကဝိတုအနုတ္တရောပုရိသဓမ္မတာရတိတထာဒေဝမနုဿာနံဗုဒ္ဓောဘဂဝါသောဘဂဝါတို့ရွှေဘုံတော်တခင်ရှင်တော်မြတ်ဗျာသည်ဣတိပိမိနာသကာရဏိနာ1500ကိလေသာတို့ဝါဒနာတလျထုံငွေမြမငွေမရိပ်ဝင်းဝင်းဖိတ်သူရွှေစိတ်ပြန်သည်လွန်သရှင်း၍မင်းမင်းပြည်သူကြည်ဖြူကိုရောအလူတော်မှန်ပူဇော်ကိုခံရတော်မူတတ်သောဤအကြောင်းကြောင့်လီအရဟံရဟုသောဂုဏတော်ကြီးဖြင့်အံချီ၍မကုံမြမဘုံတိုင်အောင်ပြန်လိုင်းကြောကြတင်ရှားတော်မူပါပေသည်တကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိမိနာသကာရဏိနာသဗ္ဗညံအားဆွမ်းမကားဖြင့်မြာသင်္ခါရဝိကာရနှင့်လက္ခဏာပညာနိဗ္ဗာန်တဟုငါရဲ့တိယံညရံကိုဖောက်ပြန်မရှိကိုယ်တော်တိုင်သိတော်မူတတ်သောဤအကြောင်းကြောင့်လီသမ္မာသမ္ဗုဒ္ဓောသမ္မာသမ္ဗုဒ္ဓဟုသောဂုဏတော်ကြီးဖြင့်အံချီမကုံမြမဘုံတရားပြလိုင်းကြောကြအထင်ရှားတော်မူပါပေသည်တကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိမိနာသကာရဏိနာသုံးပါးရှိပါးနှမျိုးအဖြစ်ဟောတာပညာဉာဏ်ဝိဇ္ဇာတိနိဗ္ဗာန်တမြတ်ရဲ့သို့စိုက်ကယံဖြင့်အမှန်သိသည်အကျင့်စရဏ15ဝါးနှင့်တကွဥသုံးပြည့်စုံတော်မူသော၏အကြောင်းကြောင့်လီဝိဇ္ဇာစရဏတံပံနောဝိဇ္ဇာစရဏတမနာဟုသောဂုဏ်တော်ကြီးဖြင့်အံချီမကုံမြမဘုံတိုင်အောင်ပြန့်လိုင်းကြောကြအထင်ရှားတော်မူပါပေသည်တကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိမိနာသကာရဏိနာဒီပင်္ဂရာထွချသနေခြေတော်ရင်မာမန်ကင်းတိရိဘောရိမန္တိုင်ခံဝါပိုင်အောင်ဆယ်ခိုင်ပါရမီဆုံးပြည့်ညီလျက်သုံးလီဘဝမြတ်တတ္တိဒုက္ခစီးပွားခြင်းသောအဖြစ်မိုင်မာယူမိစ္ဆာဟုကသံမြူတစီမကန့်ညီပဲတတိတမစဉ်မပြည့်ရှင်လျက်သဗ္ဗညံတော်ရကြောင်းရော်၍ကြွတော်မူခဲ့သောဤကြောင်းကြောင့်လီဒုက္ခတောဒုက္ခရဟုသောဂုဏ်တော်ကြီးဖြင့်အံချီမကုံမြမဘုံတရားပြန့်လိုင်းကြောကြထင်ရှားတော်မူပါပေသည်တကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိမိနာသကာရဏိနာအာရဟုလောကသုံးဘုံအလုံးစုံသောအာယုန်ထင်စွာပိုင်းခြားကဖြင့်ကောင်းစွာဂုံစင်သိမြင်တော်မူသောဤအကြောင်းကြောင့်လီလောကဝိတုသောဂုဏ်တော်ကြီးဖြင့်အံချီ၍မကုံမြမဘုံတိုင်အောင်ပြန့်လိုင်းကြောကြထင်ရှားတော်မူပါပေသည်တကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိမိနာသကာရဏိနာဆုံးမသိယံတတဝမန်သော6တန်လင်း6မြောက်တန်မြောက်၍အောက်ထကုံစင်စင်ဆုံးဖို့ဘုံဘုံသင်ပေးအစဉ်ဖေးလျက်
ရင်ကြီးလျောင်သွေးဆောင်ဆုံးမတော်မူတတ်သောဤကြောင့်ကြောင့်လီအနုတ္တရောပုရိသဓမ္မတာရတိအနုတ္တရောပုရိသဓမ္မတာရတိဟူသောဂုဏ်တော်ကြီးဖြင့်အံချီမကုံပြမဘုံတရားပြလိုက်ကြောကြားထင်ရှားတော်မူပါပေတိတကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိမိနာသကာရဏိနာတထဝါဟောကုံသေးကြောသည်ဖောင်းလုံးငယ်သားနောက်ပါများကိုယေရှာဘိခခန္ဓာရမခေမမြည်ငူထုတ်ကေယူသူထိုထုတစီခေရင်ပိတိဇာတိစရမရဏဟုကန္နာရာကျံခီလမရွှေနမ်းမြည်ငူပြည်နေဘုသို့နတ်လူမြမတတ္တဝါဟုကောင်းစွာဆောင်ယူခဲ့တဲ့တော်မူတတ်သောဤအကြောင်းကြောင့်လီတထာဒေဝမနုဿာနံတထာဒေဝမနုဿာနာဟုသောဂုဏ်တော်ကြီးဖြင့်အံကြီးမကုံပြမဘုံတရားပြလိုက်ကြောကြားထင်ရှားတော်မူပါပေတိတကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိမိနာသကာရဏိနာဒုက္ခသမုဒယနိရောဓနှင့်မဂ္ဂမိသာလေးသစ္စာကိုဥစွာပိုင်ပိုင်သိမြင်နိုင်၍သုံးဆိုင်ဝိနည်းများဘုရားကိုမသွေအတူသိစေတော်မူနိုင်သောဤအကြောင်းကြောင့်လီဗုဒ္ဓဟူသောဂုဏ်တော်အကြီးဖြင့်အံချီ၍မကုံပြမဘုံတိုင်အောင်ပြန်လိုက်ကြောကြားထင်ရှားတော်မူပါပေတိတကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိမိနာသကာရဏိနာအနုမြူသဘွယ်ပြောက်ွယ်သိမ့်မွေမမြင်တွေ့အောင်ရုပ်ဆောင်ဖန်ဆင်းနိုင်သောအနိမာဘုံတော်စေရလားကောင်းငယ်ပြား၌ပေါ်ပါလေမြန်စံပြန်ကြွားသွားနိုင်သောလင်္ကိမာဘုံတော်ကိုယ်တော်တန်တံဘုံအတိုင်းညာမနိုင်အားဘူးကြီးမားလေအောင်ရုပ်ဆောင်ဖန်ဆင်းနိုင်သောမဟိမာဘုံတော်စီတာကွယ်ကမရှိပါပဲလူရတိုင်းပေါတက္ကနာလောက်ဖြင့်ကြွားရောက်နိုင်သောပတ္တိဘုံတော်အစင်အတန်တန်ဘုံသတန်ကိုစီမံဖန်တီးတက္ကနာရီဖြင့်ပြည်စည်းနိုင်သောဘာကမ္မဘုံတော်ကိုယ်တော်မြတ်၏စိတ်ဓာတ်တော်မှာစာဝိမကျွင်းလူနာမင်းကိုပိုင်နှင့်အုပ်စုလွမ်းမိုးနိုင်သောဣတိတာဘုံတော်သမ္မာပစ္စာပိညာဉ်ကိုဝိဇ္ဇလောကတက္ကနာခြင်းပိုင်ဝိဇ္ဇနိုင်သောဝတိတာဘုံတော်ကိစ္စတကူပြုစုတော်မင်းပြီးဆုံးခြင်းသောသောလျင်မသွေပြီးဆုံးစေနိုင်သောယထကာမဝတိကဘုံတော်ရှိဘောအပြာဤသောအဖြင့်ထင်ရှားလေပြီဣတရိယဘုံတော်ကိလေသာယံပေပြန်လံဖို့ကိလေသာယံပေဖြတ်လံဖို့နိဗ္ဗာန်ဖို့မှကိုကြအပြာလောကုတ္တရာတရားဒီဟုသောဓမ္မဘုံတော်ဟောတိုင်းမှန်စွာဖြစ်ပေါ်လာ၍ကဘာတိုင်းပေါင်းတောင်းလောကရပဲ့တင်ထမြနတ်သတရင်ကြောစောခြင်းဟုသောယတဘုံတော်ရွှေမျက်နှတော်လက်ချေတော်မှာစာ၍မကျွင်ပင်လုံးဝင်သည်ဗမ်းမီအနိကျတိမင်္ဂလာစုဝေကဖြင့်လွန်စွာတင့်တယ်တပ်ပေတော်မူသောတိရိဘုံတော်အလိုတော်အတိုင်းတောင်းတတိုင်းပေမစွမ်းမတော်ပြည်စည်းရသည့်ကာမဘုံတော်တလောကလုံးညွယုံကိုးစားအားထားဖို့ရာလွန်စွာကြိုးကုပ်အားထုတ်တော်မူသောပယတ္တဘုံတော်
ဤ၆ဘောကုံဘုံတော်ဟုံနှင့်ပြည့်စုံတော်မူသောဤအကြောင်းကြောင့်လီဘဂဝါဘဂဝါဟုသောဂုဏ်တော်ကြီးဖြင့်အံ့ချင်း၍မကုံပြမဘုံတိုင်အောင်ပြန်လိုက်ကြောကြထင်ရှားတော်မူပါပေတိတကားဧဝံနဝဤဂုဏေလောကံမိကိတ္တိဗျာပိတံအာတုလံဓမ္မယာဇာနဝန္ဒမိတိဟိတာတရံဧဝံနဝဤဂုဏေလောကံမိကိတ္တိဗျာပိတံအာတုလံဓမ္မယာဇာနဝန္ဒမိတိဟိတာတရံဧဝံနဝဤဂုဏေဤယရဟတာသလာတိကိုပြသောဂုဏ်တော်တို့ဖြင့်လောကမိဘဝဆုံးအောင်ဘုံသုံးဆောင်နေခိတ္တိဗျာပိတံသိသိတုံကပဲ့တင်ထမြနှံ့ဆက်ကြိုဆိုတော်မူထသောအာတုလံသီလခေါင်းနေသမာဓိနှင့်ជីဝိတညာလွန်ကဲသာ၍ပြိုင်လာနိုင်သူအတူလီရှိတော်မမူထသောဓမ္မယာဇာနံသုံးပေါင်းမခိုက်သုံးထိုက်တရဟုသုံးလူသိจิตမရထုထားရှင်တော်မြတ်ဗျာဟုဒီလောဣဇလီနှုတ်တန်ချီ၍ကျွင်ကြီးမနောသုံးပါသောဓဝရတို့ဖြင့်သာတရံလေးမြတ်ကြီးညိုယိုသေးခြင်းရှိသည်ဖြစ်၍ဝန္ဒာမိဂုံတော်ထုံမွန်းဘုံတော်မလျက်ချီးမွမ်းတော်မနာပနာညွတ်ကြိုးလက်ဆုံးမူ၍ရှေခိုးကြောပါဤဖယာသောခါတောဘဂဝတာဓမ္မောတန်ဒိဋ္ဌိကောအာဂါလိကောဧဟိပတိကောဩဘနေဟိကောပိစတံဝေရိတဘောဝိညူဟိသောဘဂဝါတို့ကျွေဘုံတော်သခင်ရှင်တော်မြတ်ဘုရားသည်ဓမ္မောမေဖို့နိဗ္ဗာန်ဓမ္မခံဟုစေရန်သောတရားတော်မြတ်ကိုသောခါတော်ဉာဏယုံပင်အပူစင်၍ကျင့်လင်ချမ်းသာကျင့်ပြီးခါလဲလွန်စွာငြိမ်းချမ်းနိဗ္ဗာန်နှင့်စခန်းသိအောင်မှန်လင်းရည်ရောကောင်းစွာဟောတော်မူအပ်ပါပေ၏ဓမ္မောမေဖို့နိဗ္ဗာန်ကိုတန်တော်တရားတော်မြတ်သည်တန်ဒိဋ္ဌိကိုဟောပြသလောက်ခြင်းတိုင်းပေါင်း၍မရောက်ဖို့ဒီပညာရှိသည်များအရိယာသူတော်စွာတို့လူရကပြောယုံကြည်သောကြောင့်သဘောချင်းတတ်မစီကပ်ပဲတတ်အထင်ထင်ကိုယ်တိုင်လည်းသိမြင်ထိုက်ပါပေ၏ဓမ္မောသောတာပတိသတိစင်တယ်လေးချက်အပြမတရားသည်အဂါလီကို9ရက်9ရက်စသည်တဲ၍ငန်းလျက်ရှိဝေအကျိုးပေးရာအခါမငဲ့အရှာမဲ့ဖို့အကျိုးကိုလည်းပေးတော်မူတတ်ပါပေ၏ဓမ္မောမေဖို့နိဗ္ဗာန်ကိုတန်သောတရားတော်မြတ်သည်ဧဟိပတိကိုဝေဟာတထွန်ယုကံစွန့်၌လာဝွန်အလားပရမယတဘွယ်စင်ကြယ်ထင်ရှားရှိသည်များကြောင့်အာရရွှင်လန်းလိုက်ခဲ့စမ်းပါရှုစမ်းပါဟုတန်တာချိုးမြဖိတ်ခေါ်ပြဖို့မောက္ခဧကံအမှန်သင်လျောထိုက်တံပါပေ၏ဓမ္မောမေဖို့နိဗ္ဗာန်ကိုတန်တော်တရားတော်မြတ်သည်ဩဘနေဤကိုမိမိစိတ်တွင်တကြိမ်ထင်ကလေးခွင်အဘဲဝမိကွယ်သည်ဖြင့်ကိုယ်ဝဲဝနောင်စံဦးချောင်းကိုမိလောင်တော်ညာမငိမ့်အပဲတရားမျက်ရှင်စိတ်ဆွဲထင်အောင်ခြင်းဆောင်ခြင်းငါထိုက်တော်မူပါပေ၏ဓမ္မောမေဖို့နိဗ္ဗာန်ကိုတန်တော်တရားတော်မြတ်ကိုဝိညုဟိပုရုဇဉ်နှင့်မတန်သင်စွာ
လေးသစ္စာကိုကောင်းစွာမြင်သည့်ပညာရှိအပေါင်းအရိယသူတော်ကောင်းတို့သည်ပိစရံဝေရိတာဘောကိုစီကိုငှလူတိုင်းရ၍နိဗ္ဗာနတသမဘဖြင့်မပြတ်သည့်ပိုင်ခံစားနိုင်ပါပေ၏သောပရိပန္နောဘဂဝါတောသာဝကသံဃောဥဇောပရိပန္နောဘဂဝါတောသာဝကသံဃောညာယပရိပန္နောဘဂဝါတောသာဝကသံဃောသာမိစီပရိပန္နောဘဂဝါတောသာဝကသံဃောယတိတံသတ္တာရိပုရိသယုဂာနိအထပုရိသပုဂ္ဂလာဧသာဘဂဝါတောသာဝကသံဃောအာဟုနေယောပါဟုနေယောထေခိနေယောအင်ဇလိကရဏီယောအနုတ္တရံပုညခိတံလောကတာဘဂဝါတော်ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာဤသာဝကတံကိုဆုံးမထားဟံတရားမှန်ကိုနာခံလိုက်နာအရိယာဟုသင်္ချာရှိဘောသံဃာတော်ပေါင်းသူတော်ကောင်းသည်သောပရိပန္နောတရားသဖြင့်ဆုံးမသင်ရာသာသနာဝေလျောစွာထုံးပြဆုံးအမကိုလုံးဝလိုက်နာကောင်းမွန်စွာလဲကျင့်တော်မူတတ်ပါပေ၏ဘဂဝါတော်ရွှေဘုံတော်သခင်ရှင်တော်မြတ်ဖရာဤသာဝကတံကိုဆုံးမထားဟံတရားမှန်ကိုနာခံလိုက်နာအရိယာဟုသင်္ချာရှိဘောသံဃာတော်ပေါင်းသူတော်ကောင်းသည်ဥဇောပဋိပန္နောစင်လေသမှုမာယာစုဖြင့်ဖူးဖူးထေထေမကောင်းจิตပဲစင်စစ်နိဗ္ဗာန်လမ်းပြောင်းမှန်အောင်လျော်ကံရှင်းမြော်ကျင့်ကြံတော်မူတတ်ပါပေ၏ဘဂဝါတော်ရွှေဘုံတော်သခင်ရှင်တော်မြတ်ဖရာဤသာဝကတံကိုဆုံးမထားဟံတရားမှန်ကိုနာခံလိုက်နာရိယာဟုသင်္ချာရှိဘောသံဃာတော်ပေါင်းသူတော်ကောင်းသည်ညာယပဋိပန္နောကိုယ်ဝယ်ဝတ်နှောင်းဆံဟုရှောင်းကိုမိလောင်တော်ညမငြိမ်အပဲကြီးမာလောင်မိဒုက္ခကြီးသောအပိဧကံငြိယာမှန်သည်နိဗ္ဗာန်လို့ငါကျင့်တော်မူတတ်ပါပေ၏ဘဂဝါတော်ရွှေဘုံတော်သခင်ရှင်တော်မြတ်ဖရာဤသာဝကတံကိုဆုံးမထားဟံတရားမှန်ကိုနာခံလိုက်နာအရိယာဟုသင်္ချာရှိဘောသံဃာတော်ပေါင်းသူတော်ကောင်းသည်သာမိစီပရိပန္နောယောသေးတမှုလူတို့ပြုသည်သာမိစီကံလျောထိုက်တံအောင်ကျင့်ကြံတော်မူတတ်ပါပေ၏သတ္တာရိမဘုနှစ်ပါးအစုံအဖြင့်၄ပါးကုန်သောယတိတံပုရိသယုဂာနိအကျဉ်ယောက်ျားအစုံတို့သည်အထအတိယရှားခွဲဝေသောအပြင်၈ပါးကုန်သောပုရိသပုဂ္ဂလာပုရိသပုဂ္ဂလခေါ်ကြထို့ထို့မြင့်မြတ်သောပုဂ္ဂိုလ်တို့ပါပေတည်းဘဂဝါတော်ရွှေဘုံတော်သခင်ရှင်တော်မြတ်ဖရာဤဧသဤသောသဝကတံကိုအစုံ၄ပါးတိရှားရှိဖို့တန်ဃာတော်ပေါင်းဤအရိယသူတော်ကောင်းသည်အာဟုနေယောတုံ့ပြန်ကြည်လေအကျိုးပေးသဖြင့်အဝေးမှယူဆောင်၍မူလဲကြည်ပြူလေးမြတ်ပူဇော်အပ်သည်လတ္တပကအဖျားဖျားကိုကောင်းစွာသိမ့်ပိုက်ခံယူခြင်းကလည်းထိုက်တော်မူပါပေ၏ဘဂဝါတော်ရွှေဘုံတော်သခင်ရှင်တော်မြတ်ဖရာဤဧသဤသောသဝကတံကိုအစုံ၄ပါးတိရှားရှိဖို့တန်ဃာတော်ပေါင်းဤရိယသူတော်ကောင်းသည်ပါဟုနေယောဝေရမျိုးနွယ်များတဲ့ဖို့ရည်ရွယ်မှန်းထားပစ္စည်းများကိုဖရာတဆူပွင့်တော်မူမှပေါ်လာကြသည်ကဗ္ဗဧကောင်းသူတော်ပေါင်းမူအကြောင်းထိုက်စွာပေလူခြင်းကလည်းထိုက်တော်မူပါပေ၏
ဘဂဝါတော်ရွှေဘုံတော်သခင်ရှင်တော်မြတ်ဖရာဤဧသဤသောသောကတံကိုအစုံလေးပါးတိရှားရှိဖို့တန်ဃာတော်ပေါင်းဤရိယသူတော်ကောင်းသည်တခိနေယောဓမ္မလွန်စကံကြည်ပွားလံဖို့မြော်မှန်းရည်ရွယ်ပေးလူဖွယ်ကိုရည်ရွယ်သမျှအကျိုးရသဖြင့်တဇမရှံအလူခံခြင်းကလည်းထိုက်တော်မူပါပေ၏ဘဂဝါတော်ရွှေဘုံတော်သခင်ရှင်တော်မြတ်ဖရာဤဧသဤသောသဝကတံကိုအစုံလေးပါးတိရှားရှိဖို့တန်ဃာတော်ပေါင်းဤရိယသူတော်ကောင်းသည်အင်ဇလီကရဏီယောတလောကလုံးကိုင်းညွယုံလျက်ရွှင်ပြုံးကြည်ညိုယူသည်မြတ်တို့လက်အုံမိုး၍ချီကိုခြင်းကိုလည်းထိုက်တော်မူပါပေ၏ဘဂဝါတော်ရွှေဘုံတော်သခင်ရှင်တော်မြတ်ဖရာဤဧသဤသောသဝကတံကိုအစုံလေးပါးတိရှားရှိဖို့တန်ဃာတော်ပေါင်းဤရိယသူတော်ကောင်းသည်ပုံညခေတံကုသိုလ်ကောင်းမှုမျိုးစေစုဤကြည်တုမြင်မှဆွင်စင်ကလည်းဖွန်တာဖွယ်ရလဲအမြေကောင်းအတူဖြစ်တော်မူပါပေ၏ဧဝံနဝဟိကုနေဟိလောကံမိဝိတုတံကတံသာသနံစီရာဓာတာရံဝန္ဒာမိတိဟိသာတရံဧဝံနဝဟိကုနေဟိဤသုပတိပန္နတာအစလာတိကိုးဖြာသောဂုဏ်တော်အပေါင်းတို့ဖြင့်လောကံမိဘဝက်ဆုံးအောင်ဘုံသုံးဆောင်၌ဝိတုတံဒိဋ္ဌိတို့ပေါင်းလွန်များမြောင်သည်ဟန်ဆောင်တန်ခါအပြားပြားတဲ့အရာရာဖြင့်ဂုံဤတင့်၍ကြီးမြင်ထင်ရှားပေထသောသာသနံကဗ္ဗကဗ္ဗလွန်လေပါလေတခါတဖန်ကြုံရန်ခေကအမြတ်ယရဏဤသာသနာတော်မြတ်ကြီးကိုစိရတာတရံဖရာလက်ထက်ဆက်ဆက်မှမပြေရအောင်ပို့ရှာသင်ယူဆောင်ရွက်တော်မူလာပေထသောကဏံအတွင်စိတ်ဓာတ်မြင့်မြတ်ကြည်လင်သူတော်စင်ကောင်းအရိယသံဃာတော်အပေါင်းကိုဒီဟိလောအင်ဇလီနှုတ်တံရှိ၍ရွှင်ကြည်မနောသုံးပါးသောဓဝရတို့ဖြင့်သာတရံလေးမြတ်ကြီးညိုယိုသေးခြင်းရှိသည်ဖြစ်၍ဝန္ဒာမိခုံတော်ထုံမွန်းဘုံတော်မှန်လျက်ရှိမွန်းထောမနာပနာညိုကြိုးလက်ဆိုမို့၍ရှိခိုးကြောလိုက်ပါ၏ရှင်ဖျား